Hello မင်္ဂလာပါ American မြန်မာနဲ့ကြိုဆိုပါရစေကျွန်တော်ကတော့ David ပါပထမဆုံးအနေနဲ့ဒီဗီဒီယိုနဲ့ page ကို Stormfront ကိုဝိုင်းကျုံသလိုမျိုးပေါ့နော်တအုံနဲ့ like တွေ share လေးတွေလုပ်သွားပေးကြပါဗျကျေးဇူးအများကြီးတင်ပါတယ်ကဲဆိုတော့ The Voice Season 2ကပြီးသွားပြီပေါ့နော်အခုပြီးသွားတဲ့ပုံစံကလည်းဇလန် arc တစ်ခုပေါ့နော်ဇလန်သွားကလည်း comic တွေနဲ့ကွဲပြားသွားပြီးတော့ဒီမှာတကြောပြီးသွားတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒီဟာကို review အကြောင်းကျွန်တော်ပြောရင်းနဲ့ပေါ့နော်ဒီ season မှာဖြစ်ပျက်ခဲ့တဲ့ဟာတွေအကုန်လုံးကိုခြုံငုံပြီးတော့ကျွန်တော်ပြောမှာပေါ့နော်အထူးသဖြင့် ending ပိုင်းပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော် caption မှာရေးထားသလိုပဲ spoiler တွေပါမယ်ပေါ့နော် okay စလိုက်ကြရအောင် season 2အပြီးမှာဖြစ်သွားလဲဆိုတော့ဗျ season ရဲ့ဒီအစပိုင်းမှာပါလာတယ်ပေါ့နော်ဒီ season ရဲ့အဓိက villain ဖြစ်တဲ့ Stormfront ကိုကိစ္စပြီးသွားပြီပေါ့နော်တည်သွားပြီလို့ပဲကျွန်တော်ထင်ရတာပေါ့နော် The Voice မှာကတော့ဘယ်သူမှအပြစ်ကင်းစင်လာမျိုးမရှိဘူးဒါပေမဲ့ everyone hates the Nazi ပေါ့နော် Nazi ဆိုတာကတော့မှ OG crew တွေကပါဝင်ပတ်သက်ခဲ့တဲ့ဆိုတာက Stormfront ပဲပေါ့နော်သူကအသက်100လောက်ရှိပြီပေါ့နော်အသက်100လောက်ကျော်ပြီပေါ့နော်ဆိုတော့ Butcher နဲ့ The Voice ပေါ့နော်ပြီးတော့ Rebecca ရဲ့ Starlight လေးရဲ့ပေါ့နော်အားလုံးဒီကလေးလေး Ryan ကိုကဲဖို့စူးစမ်းတယ်ပေါ့နော်အမှန်ဆိုလို့ရှိရင် Butcher နဲ့ Edgar ကြီးဒီကြိုညှိတာပါလဲဆိုတော့ Ryan လေးကို vote အနေနဲ့ပေါ့နောက်ဆုံးအရေးပေါ်အာမခံအနေနဲ့လိုချင်သေးတယ် Butcher ကတော့အမှန်ဆိုလို့ရှိရင် Rebecca ကိုပဲလိုချင်တာပေါ့နော်သူ့အနေနဲ့ဒီ super hero တွေ suit တွေကိုမုန်းတဲ့စိတ်တက်ကြောင့်ပေါ့နော် Ryan ကိုတော့ vote ကိုပဲပြန်ပေးလိုက်မယ်ပါညာဆိုပြီးသူကညှိထားတာပေါ့နော်ဒါပေမဲ့Butcher ကသူအရန်ချစ်ရတဲ့ Becca တောင်းဆိုလို့ပေါ့နော်ဂတိပေးကန်လို့သူ့အတွက်ကတော့redemption ပုံစံမျိုးပေါ့နော်ပိုကောင်းတဲ့အရာကိုသူလုပ်ခဲ့တာပေါ့နော်ဒါနဲ့ဒီ scene ကိုကျွန်တော်တော်တော်လေးကြိုက်တယ်ပေါ့နော် lighting အရာကိုလည်း production ရကျွန်တော်ကြည့်မယ်ဆိုလို့ချင်းမိုက်တယ်ပေါ့နော်ဒီ The Voice တွေအခြေချတဲ့ဒီ basement ပေါ့နော်မြေအောက်ထဲကအခန်း lighting ကိုကျွန်တော်အစကတည်းကတော်တော်သဘောကျတယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာဆိုလို့ရှိရင်ဒီ Carl Urban ရဲ့ William Butcher အတွက်စေးမှာပေါ့နော်သူကမျက်နှာကိုအရေးကြတာနဲ့သူ့မျက်နှာရဲ့ဒီမတိမတာလှုပ်တာလေးတွေကတကယ်ကို share ပဲပေါ့နော်အသက်ဝင်တယ်ပေါ့နော်အရင် episode တွေတတိထားမိလို့ရှိရင်များဒီကောင်းပေါ် share တွေကကြားတယ်ပေါ့နော်အရေးတွေကကြားပေမဲ့အခုကမျက်နှာတစ်ဝက်နီးပါးကိုသူကhalf ပေါ့နော်ဒီ symmetry နီးပါးကိုကြားပြီးတော့တစ်ဖက်ကိုလင်းနေပေါ့နော်ဆိုတော့ဒီလင်းတဲ့ဘက်က Becca နဲ့စကားပြောနေလင်းတဲ့ဘက်ကပေါ့နော်ဟိုဘက်က dark side ပေါ့နော်ဆိုတော့ Becca နဲ့ပတ်သက်လာလို့ရှိရင် Butcher ကသူ့ရဲ့ dark side ဘက်ကိုဟိုဘက်မှာထားပြီးတော့စိတ်ကောင်းတဲ့ပဲစကားပြောတဲ့ပုံစံမျိုးအဲ့လိုမျိုးပုံစံပုံဖော်ပေါ့နော်ဆိုတော့တော်တော်လေးကိုမိုက်တယ်ပေါ့နော်Anyway သူတို့ကဒီ saving private Ryan operation ပေါ့နော် Ryan လေးကိုကဲမဲ့သူတို့ operation လုပ်တယ်ပေါ့နော်အဲ့နဲ့ပဲ Stormfront ရောက်လာလို့ပေါ့နော် Butcher နဲ့ဒီ Becca နဲ့ Ryan လေးကကလေးကိုချီပြီးတော့သူတို့ထွက်ပြေးတယ်ပေါ့ဗျာခြေချင်းပြေးတယ်ကျန်တဲ့ကောင်တွေကတော့ဝိုင်းကျုံနေပေါ့နော်အပြေးနဲ့ Stormfront က girl power နဲ့ Wall Star ကျုံခံရလို့ပေါ့နော်ဝိုင်းကျုံခံရလို့စုပ်ပြတ်သွားပြီးမဲ့လွတ်လာတယ်ပေါ့နော် Stormfront ကလည်း Becca ကိုတတ်မယ်ပါညာပေါ့နော် villain တွေရဲ့ထုံးစံအတိုင်းမြန်မလုပ်ပဲနဲ့ခက်နှင်းနှင်းလုပ်ပြီးစကားပြောနေနေRyan power တွေက manifest ဖြစ်ပြီးတော့တေချာတော့မပြပေမဲ့ကျုံလိုက်တယ်ပေါ့နော်ဆိုတော့လက်တွေခြေတွေပြက်ပြီးတော့တကူလုံးကျွန်းသွားတယ်ပေါ့ဗျာအဲ့လိုနဲ့ပဲတေးတယ်ပေါ့နော်အဲ့ဒီမှာ Becca လေးကလည်းတေးသွားတယ်ပေါ့နော်ဆိုတော့ကဒီ Becca ကို Stormfront ကမတတ်သေးခင်မှာပေါ့နော်တေချာမထိန်ထုတ်နိုင်တဲ့ Ryan power တွေကသူ့အမေကိုကယ်ချင်ပေမဲ့လည်းမထိန်နိုင်လို့ပေါ့နော် Stormfront လည်းတေးသူ့အမေလည်းတေးသွားတဲ့ပုံစံမျိုးပေါ့နော်ဒါနဲ့ဒီ scene တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ပိုင်းကျအသေးစိတ်ပြောစရာရှိတယ်ပေါ့နော်အဲ့ဒါနောက်မှကျွန်တော်ဆက်ပြောမယ်ပေါ့နော်အဲ့ဒီနေရာကို Homelander ကရောက်လာ Ryan ကိုခေါ်ပေမဲ့သူကမလာဘူးပေါ့နော် Butcher စီကိုပဲသူကသွားတယ်စိတ်မထိန်နိုင်ပဲဒေါသထွက်ပြီးကြမ်းတော့မယ်ဆိုတော့ Queen Maeve ကရောက်လာပြီးတော့ဟဲ့မင်းလေတခုလုံးကိုပေးသေးခဲ့တဲ့ဗီဒီယိုငါဖြန့်လိုက်မယ်ပါညာဆိုပြီးချင်းချောက်တယ်ဗျာဆိုတော့ Homelander ကလက် shot လိုက်တာပေါ့နော်ဆိုတော့ ending မှာနောက်ဆုံးကတော့ happy ending ပုံစံမျိုးပဲပေါ့နော် Ford ကတော့သူတို့ super power ရစမယ် compound V ကိုဒီ mass distribution ပေါ့နော်အများကြီးဖြန့်မဲ့ဟာကိုအဲ့ဒီအစီအစဉ်ကိုရက်ဆိုင်လိုက်ပြီးတော့ The 7မှာကြံခဲ့တာဆိုလို့ပြောတာ Homelander ရဲ့ပြီးတော့ Queen Maeve ရဲ့ Starlight ရဲ့ပေါ့နော်သူတို့နှစ်ယောက်ကတော့ Homelander နဲ့ Ford ကိုအတွင်းကနေဆက်ထိမ့်မယ်ဆိုပြီးတော့ဆက်နေခဲ့တာပေါ့နော်ပြီးတော့ A Train ကတော့သူက The Deep အစား The 7အဖွဲ့တည်းပြန်ရောက်သွားပြီပေါ့နော်ဘာလို့လဲဆိုတော့ဒီ Nazi လိုမျိုးလူပြူ Master Race ကိစ္စပါညာတွေဖြစ်ခဲ့သွားပြီဆိုတော့ဗျာ Vogue အနေနဲ့လူမဲ hero တွေပို့လို့တယ်ဆိုပြီးပေါ့နော်ဒါနဲ့ဒီမှာ comic ထဲမှာလည်းနောက်တစ်ခုကွဲဩသွားပါလဲဆိုတော့ဗျာ Black Noir ကသူ့မှာရှိတဲ့တော်တော်ပြင်းထန်တဲ့ peanut allergy အကြောင်းပေါ့နော် allergic reaction ဖြစ်ပြီးတော့ဘယ်လိုဖြစ်လဲဆိုတော့အခုအချိန်မှာကိုမာလိုမျိုးဝင်နေပေါ့နော်ဆိုတော့တည်သွားတယ်လို့တော့မဟုတ်သေးဘူးကိုမာအနေနဲ့ပဲဆိုတော့နောက် season မှာသူ့ကိုပြန်သုံးမယ်ပြန်အသက်သွင်းမယ်ဆိုလို့ရှိရင်လည်းလုံနိုင်သေးတယ်ပေါ့နော်ဆိုတော့ Butcher ကတော့ Ryan လေးကိုပေါ့နော်အစိုးရလက်ထဲအပ်လိုက်တယ်ပေါ့နော်ပြီးတော့အမှသိရတာကဘာလဲဆိုတော့ဗျာ hero တွေနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ဗျာတေချာ supervision လုပ်နိုင်ပေါ့နော်တေချာထိန်းကွပ်နိုင်ဖို့ပေါ့နော်အစိုးရဌာနတစ်ခုထောင်မယ်ပေါ့နော်အဲ့ဒီအစိုးရဌာန Butcher ကိုကမ်းလှမ်းတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ကလက်ရှိအနေနဲ့တော့လုံမလားဘာလို့တော့မဟုတ်ဘူးပေါ့နော်သူနေကမျက်မှန်တက်ပြီးသူတိုးသွားတယ်ပေါ့နော်ကျန်တဲ့ The Boys အဖွဲ့ဝင်ကိုယ်တိုင်ကလည်းကိုစီ happy ending ပုံစံမျိုးပဲပေါ့နော်ဘာလို့လဲဆိုတော့သူတို့ကိုဆွဲထားတဲ့အမှုတွေပါညာတဲ့အကုန်ကြေအေးလိုက်ပြီပေါ့နော်သူတို့အနေနဲ့ခိတခဏလမ်းခွဲသွားကြတဲ့ပုံစံပေါ့လေအထူးသဖြင့် Hughie ပေါ့နော်သူကတော့ဟုတ်တယ်မိသားစုစီကိုပြန်သွားတာဒါမှမဟုတ်လို့ရှိရင်များ Frenchie နဲ့ Kimiko လိုမျိုး
ရှားနေထွက်သွားတာဘာညာအဲ့လိုမျိုးမဟုတ်ပေမဲ့လည်းစာကလေးကသူ့အနေနဲ့ The Voice ဖွဲ့ထဲမှာသူကဟိုအပိုလိုမျိုးဖြစ်နေတယ်ပေါ့နော်သူကသူနဲ့မဆိုင်တဲ့အဖွဲ့လိုမျိုးဖြစ်နေတယ်ပေါ့နော်ဆိုတော့တရားဥပဒေပေါင်းတွေကပဲလောက်တာပို့ပြီးတော့သူ့အတွက်မှန်ကန်မယ်ဆိုပြီးတော့နိုင်ငံရေးဘက်ကိုသူကရွေးလိုက်တယ်ပေါ့နော်နောက်ဆုံးအနေနဲ့ကျွန်တော်တို့တွေ့ရတဲ့ twist ကပါလဲဆိုတော့ဒီ Church of the Collective ကဘဲကြီးကပေါ့နော် Senator Newman မိမကိုခေါ်ပြီးတော့ဟေးငါတို့အဖွဲ့ရဲ့ data ကြောင့်ပေါ့နော်မင်းတို့ Stormfront နဲ့ Vogue ကိုတားနိုင်တာပေါ့နော်ငါတို့ကိုအခွန်ကင်းလွတ်ခွင့်ကိစ္စလေးမြန်လေးလုပ်ပေးပါညာဆိုပြီးတော့ညှိနေတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီကောင်ရဲ့ကောင်ကလည်းပေါက်ကွဲထွက်သွားပြီးတော့နောက်ဆုံးသိရတာပါလဲဆိုတော့အဲ့လိုခေါင်းတွေကိုကွဲထွက်အောင်လုပ်နိုင်တဲ့တတ်နိုင်တဲ့ power ပိုင်းဆိုင်သူကတော့အဲ့ဒီ Senator Newman ဆိုတဲ့မိမကိုရိုင်းပဲပေါ့နော်ဒါနဲ့ပဲ season 2ကပြီးသွားတယ်ပေါ့နော်ဟုတ်ပြီဆိုတော့ကျွန်တော်ဗာတွေပြောချင်တယ်ပြောချင်တယ်နည်းလို့များတယ်ပေါ့နော်ပထမဦးဆုံးဝေဖန်ရမှာတဲ့ဗာလဲဆိုတော့ရှာမပေးနိုင်လို့ပဲကျွန်တော်တို့မြင်နေပေါ့နော်သူတို့ပြသွားတဲ့ပုံစံကတော့ဟုတ်တယ်ဒီ LGBT hero တွေဘာညာဆိုပြီးတော့ဗျာအဲ့ဒီဟာကိုဘန်ပြပြီးတော့ company အတွက် PR ဘိုင်းပို့ကောင်းဖို့ပဲအမျက်ထုတ်ခံလိုက်ရတဲ့ဟာမျိုးပဲဖြစ်သွားတယ်ပေါ့နော်။မှန်တကယ်ဆိုလို့ရှိရင်တကယ်ကိုဒီ social issue အနေနဲ့ဘာညာအနေနဲ့ပေါ့နော်။တေချာလုပ်ပေးတာမဟုတ်ပဲနဲ့အပြင်မှာတကယ်ဖြစ်နေတယ်မျိုးပဲဘာဖြစ်တယ်ညာဖြစ်တယ် Facebook မှာ profile picture လေးပြောင်းလိုက်ယူနေဘာညာနဲ့ပေါ့နော် PR ကိစ္စပဲသူတို့လုပ်တယ်ပေါ့နော်။ဆိုတော့ Queen Maeve ရဲ့ကိစ္စကအဲ့လောက်ပဲပြီးသွားတယ်ပေါ့နော်။ season 3မှာတော့ပို့ပြီးတော့ exploration ပို့ပြီးတော့ဆက်သွားမယ်လို့ကျွန်တော်ကတော့ထင်တယ်ဒါပေမဲ့ဒီမှာပို့ပြီးတော့ကျင်နိုင်တဲ့ closure လေးပေါ့နော် ending လေးမပေးသွားတာကျွန်တော်ကတော့နည်းနည်းလေးစိတ်ကတမျိုးဖြစ်တယ်ပေါ့နော်The Deep ကလည်းအဲ့လိုပုံစံမျိုးပဲပေါ့နော်သူကတော့ season 2အစကတည်းကပဲဒီ comic relief ပုံစံပေါ့နော်ဟာသသဘောမျိုးထည့်ထားတဲ့ character ဖြစ်ပေမဲ့သူကဒီ season မှာလည်းအဖေကန်အဖြစ်ဒီတိုင်းတက်တက်ကြီးကြံခဲ့ရတာထက်ပေါ့နော်နည်းနည်းလေးကျွန်တော်ပို့ပြီးတော့မြင်ချင်မိတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုပြောရမှာကတော့ fight scene တွေကိုကျွန်တော်ပို့ပြီးတော့ဖြစ်မြောက်စေချင်တယ်ပေါ့နော် season 3မှာပို့ပြီးတော့အားဆိုင်ပါစေလို့တော့မျှော်လင့်မိတယ်ပေါ့နော်အားဆိုင်ပါစေဆိုတာအဓိကပြောချင်တာ budget ပဲပေါ့နော်ဘာလို့လဲဆိုတော့superhero ကမှပေါ့နော်သူတို့ power တွေကိုဘလို့မှအသေးချာအသုံးချတယ်လို့မျိုးမရှိဘူးပေါ့နော် The Boys တွေက superhero တွေကိုဖြိုဖို့သူတို့တွေလက်နက်တွေဘာညာတွေထောင်ချောက်တွေနဲ့ဆင်တဲ့ဟာမှာကလည်းအဲ့လိုမဖြစ်မြောက်ဘူးပေါ့နော်ဆိုတော့အလုံးကဝုန်းတိုင်းဖုန်းတိုင်းနဲ့ပေါ့နော်အပေါ်အန်လေးတွေ season ဘာညာလုပ်ပြီးသွားရောပေါ့နော်ပို့ဆိုတာကဒီ episode က season finale ပေါ့နော် season 2အတွက်နောက်ဆုံး episode ဖြစ်နေတယ်ပို့ပြီးတော့အားဆိုင်တင်တယ်လို့ကျွန်တော်တို့မြင်တယ်ပြီးတော့နောက်တစ်ခုကတော့ဗာလဲဆိုတော့ plot hole လို့ခေါ်မလားပေါ့နော်ဒီကျွန်တော်ဆုံးတော့ပြောခဲ့တယ်ပေါ့နော်ဒီ Senator Newman power ပေါ့နော်သူကနောက်ဆုံးမှာသူကဟိုကောက်အောင်တတ်တော့ပေါ့နော်ချကောက်အောင်တတ်တော့သူက power သုံးလို့ရှိရင်သူ့မှာ physical manifestation ရှိတယ်ဗာလဲဆိုတော့မျက်လုံးမှာ effect ရှိသွားပြီးတော့သူအားစားရတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်များအရင် episode ကဒီတဲအောင်စင်းမှာပေါ့နော်တခြားတာမန်လူတွေကတော့သတိမထားမိတာအားလုံးပြေးလွှားနေလို့ထားပါတော့ပေါ့ဒါပေမဲ့ဒီတိုင်းပဲ AC ကြည့်နေတဲ့ Stormfront နဲ့ Homelander ကတော့ရောဘာလို့သူတို့ကသတိမထားမိတာလဲတခုတော့ရှိတာပေါ့လေသူရဲ့ power ကအတိအကျဘလို့အလုပ်လုပ်တယ်ဆိုတာကကျွန်တော်တို့မသိရသေးဘူးပေါ့နော်အဲ့ဒီရလဒ်တစ်ခုပဲကျွန်တော်တို့မြင်သေးတယ်သူတို့ power တကယ် power နောက်က mechanic တွေဘလို့လာမလဲကျွန်တော်မသိသေးဘူးပေါ့နော်ကြိုတင်အကွက်ဆင်လို့ရတာမျိုးလဲဖြည့်ကောင်းလဲဖြစ်မယ်ဒါပေမဲ့ The Boys series မှာ issue နောက်တစ်ခုကပါလဲဆိုတော့ hero တွေ villain တွေရဲ့ power ကဘလို့အတိအကျသုံးလို့ရတယ်သူတို့ parameter ကဘယ်လိုလဲဘယ်လိုအားနည်းချက်ဆိုဘယ်လိုရှိလဲဘယ်လိုအားသာချက်တွေဘယ်လိုလဲဘာညာဘယ်နှမိနစ်လောက်ဥမာဆိုလို့ရှိရင် Homelander ပြန်မယ်ဆိုလို့ရှိရင် limit ရှိလားဥမာဒါမျိုးပေါ့နော်အဲ့လိုမျိုးတွေအတိအကျဆိုတာမရှိဘူးပေါ့နော် season 3မှာလည်းကျွန်တော်ကတော့အဲ့လိုမျိုးပဲ playing fast and loose ပေါ့နော်အဲ့လိုပဲသွားမယ်လို့ကျွန်တော်ကတော့မြင်တယ်ပြီးတော့ဒီ Senator Newman နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ပြောရမှာအမှန်ဆိုလို့ရှိရင်ဒီမိမကစင်ကြံကြံသွားတာပေါ့နော်အကွက်အကြံကြီးပေါ့နော်သူကဘယ်အဖွဲ့အစည်းကလည်းမသိဘူးနော်ဘယ်သူနဲ့ဘယ်လိုတွဲလုပ်တာလဲဆိုတာမသိပေမဲ့အခုသူကတော့တေချာပေါက်သူလုံနေတဲ့နိုင်ငံရေးလမ်းပေါ်မှာပေါ့နော်တော်တော်လေးကိုအမှတ်ရသွားပြီပေါ့နော်ဆိုတော့ season 3မှာဆိုလို့ရှိရင်သူက US ရဲ့ပထမဦးဆုံး female president ပေါ့နော်ပထမဦးဆုံးမျိုးသမီးသမ္မတအနေနဲ့ဘာညာပေါ့နော်အဲ့လိုပုံစံမျိုးတက်လို့မလားပေါ့နော်နောက်ပြီးတော့သူပဲအဖွဲ့အစည်းနဲ့လုံနေလဲဆိုလို့ရှိရင်ဗျာအခုမှဆိုလို့ရှိရင်တခုရှိသေးတာ Kimiko နဲ့သူ့မောင်လေးကိုဖမ်းပြီးတော့ compound V နဲ့ testing လုပ်ခဲ့တယ်ပေါ့နော်အကြံဘက်အဖွဲ့အစည်းတခုဖြစ်တဲ့ Shining Light Liberation Army နဲ့ဆက်နွယ်နေတယ်လို့ကျွန်တော်ကတော့ထင်ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့လက်ရှိအနေနဲ့ကအဲ့ဒီတစ်ဖွဲ့ပဲသူတို့ mention ခေါ်ထားပြီးတော့တေချာဘာမှသိပြီးတော့မတွေ့ရသေးဘူးပေါ့နော်။ပို့ဆိုတော့ဘာလဲဆိုတော့ Senator Newman ကကျွန်တော်ဆွမ်းနာကပြောခဲ့တဲ့အစိုးရဌာနရဲ့နောက်ပြီးတော့ Huey အလုပ်လုပ်မဲ့နေရာရဲ့မှာကသူကပဲအဓိကပုံကိုဖြစ်မယ်ဆိုတော့လေအခုကျွန်တော်Homelander ကြီးအကြောင်းကျွန်တော်ပြောချင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်အမြင်မှာကတော့အဲ့ဒီ The Boys ဆိုတဲ့ series မှာအဓိကပိလာပေါ့နော်အဓိကအသက်ဖြစ်တဲ့ဟာကောင်ကပါလဲဆို Homelander ပေါ့နော် Anthony Starr ပေါ့နော်သူကတကယ် perfect casting ပဲလို့ကျွန်တော်တို့မြင်တယ်မိုက်တယ်ပေါ့နော်။ season 2မှာသူ့ရဲ့ character arc ကိုကျွန်တော်တို့တစ်ချက်လေးလာကြည့်မယ်ဆိုလို့ရှိရင်များ Homelander ကြီးကသူတဖြည်းဖြည်းသူ့ဘက်မှာဘယ်သူမှမရှိဘူးလို့ခံစားရတယ်ပေါ့နော်။သူပောက်ကွဲတယ်ပေါ့နော်လိန်နာညာတွေရက်ပါညာဆိုပြီးတော့ပေါ့နော်။ဒါပေမဲ့အစတုန်းကသူကဘာလဲဆိုတော့Stormfront ကိုလည်းသူကရန်သူလိုမျိုးမြင်ပေမဲ့နောက်ပိုင်းကျတော့သူတကယ်ကြိုက်သွားတယ်ပေါ့နော်ပြီးတော့သူ့သား Ryan ကိုလည်းသူကပို့ပြီးတော့အလေးပေးလာတယ်ပေါ့နော်ဆိုတော့ကျွန်တော်မြင်မှာကတော့သူကအိမ်လေးထဲမှာပေါ့နော်သူ့သားကိုသူငယ်ဘွားကအကြောင်းသူက
ပြန်ပြောပြနေတာပေါ့နော် Homelander ကြီးကသူ့ရဲ့အဲ့ဒီဘတ်ချမ်းပေါ့နော်ဒီ vulnerable ဖြစ်တဲ့ဘတ်ချမ်းတွေကိုဗျာသူ့ရဲ့အတွင်းစိတ်တွေကိုဒီနေရာမှာပဲသူအများဆုံးပြသွားတယ်လို့ကျွန်တော်ကတော့မြင်နေပေါ့နော်ပြသွားတဲ့မှာဒီကောင်ကဘာလဲဆိုတော့ဒီကောင်ကလေးကြီးဗျာကလေးကြီးဆိုတာဘာလဲဆိုတော့သူကြီးပြင်းလာတဲ့ပုံစံကလည်းသူ့ဘေးနားလူတယ်သူ့ကိုအရန်ကြောက်ပြီးတော့သူ့ကိုကျွေးတာမွေးတာပေါ့နော်သူ့ကိုအရန်လန့်နေပါဆိုတော့ချစ်ခင်သူကမဆက်ဆံခံရဘူးပေါ့နော်ဆိုတော့သူ့မှာအဲ့ဒီ issue တွေအရန်ရှိတယ်ပေါ့နော်အထူးဖြင့်သူ့မှာ mommy issue တွေအရန်ရှိတယ်ပေါ့နော်မေမမကြီးတွေအာရာ no ဆိုတဲ့ဟာကိုသူကအရင်ကြိုက်တယ်ပေါ့နော်ဆိုတော့သူ့ရဲ့ပုံစံပါလဲဆိုတော့ Stormfront နဲ့သူ့ရဲ့ဒါ Ryan နဲ့ပေါ့နော်မိသားစုပုံစံမျိုးပေါ့နော်ဒါပေမဲ့နောက်ဆုံးမှာဘာဖြစ်လဲဆိုတော့သူတကယ် fee ဖြစ်တဲ့ Stormfront ကလည်းနောက်ဆုံးအသားပေးသွားတာကတော့ဘာလဲဆိုတော့သူ့ရဲ့နာစီရည်ရွယ်ချက်ကိုပဲအသားပေးသွားတာပေါ့နော်တေဂာနီးကြောင်ကတန်းသူပြောတယ်ပေါ့နော်ဆိုတော့ဂျာမန်လိုတွေမှုတ်ပြီးတော့တေးသွားတယ်ပေါ့နော် Homelander ကဂျာမန်လိုနားမလည်ပေမဲ့Stormfront ပြောသွားတာဗာလဲဆိုတော့ပဲကျွန်တော်ဘာသာမှန်ရမေးရလို့ရှိရင်သူငငယ်တုန်းကသူ့ယောက်ျားရဲ့ပေါ့နော်သူ့သမီးရဲ့ပန်းသီးပင်အောက်မှာပေါ့နော်သူ့သမီးလေး Chloe ကပထမဦးဆုံးအနေနဲ့ပန်းသီးစားတယ်ပေါ့နော်အဲ့ဒီမှတ်ဉာဏ်လေးရဲ့ memory လေးကပေါ့နော်အရန်လှပပြီးတော့ဘယ်တော့မှမပြီးဆုံးစေချင်ဘူးပါညာဆိုပြီးတော့သူကပြောသွားတယ်ပေါ့နော်ဒါပေမဲ့ဒီ Homelander အတွက်ကတော့သူဂျာမန်လိုနားလည်ဖို့မလိုဘူးပေါ့နော်သူသိသွားတာကဗာလဲဆိုတော့အမှန်ဆိုလို့ရှိရင်များ Stormfront ကသူ့ကိုလိုသုံးလိုမျိုးပုံစံလုပ်သွားတာပေါ့နော်ဒါနဲ့ Stormfront တည်သွားတဲ့ပုံစံမျိုးကတော့ဒီ Star Wars တဲ့ကပေါ့နော် Obi-Wan Kenobi နဲ့ Anakin Skywalker Mustafa Joe ပေါ်မှာချပြီးတော့ရလက်ပေါ့နော်ဆိုတော့ဒီလိုဒဏ်ရာတွေကြောင့် Darth Vader ဆိုပြီးတော့ Anakin Skywalker ဖြစ်လာတာပေါ့နော် Homelander အနေနဲ့ပေါ့နော်သူတဖြည်းဖြည်းသူ့ရဲ့သားလေးပေါ့နော်သူတကယ်ချစ်ရတဲ့သားလေးပုံစံမျိုးဖြစ်လာတဲ့ Ryan ကိုလည်းဗျာသူ့တွေ့သားအစ်စ်ပေါ့နော်လိုချင်တဲ့မိသားစုပုံစံမျိုးနောက်ဆုံးမျှော်လင့်ချက်တစ်ခုပဲပေါ့နော်နောက်ပြီးတော့သူ့ရဲ့ power တွေကိုလည်းအမွေရတာတယ်ပေါ့နော်အဲ့ဒီကောင်လေးကသူ့စီမလာပဲပေါ့နော်အရင်လန့်သွားပြီးတော့ပိုချစီပဲသွားတယ်ပေါ့နော်နောက်ဆုံးတော့ဘာလဲဆိုတော့ Queen Maeve ကသူ့ကိုချင်းချောက်တော့ဗျာ Homelander ကြီးလန့်သွားတာကြောက်တာကဘာကိုကြောက်တာလဲဆိုတော့ဗျာသူ့ကို vodka နဲ့ကန်ထုတ်ပြီးတော့ဖမ်းခံမှာဘာညာလိုမျိုးသူကြောက်တာထက်ပေါ့နော်အနည်းဆုံးတော့ तू ကသူ့မှာတကယ်ချစ်တဲ့လူတွေမရှိဘူးဆိုလို့ရှိရင်ဗျာ तू ကအဲ့ဒီမှာကြည့်ရတယ်ပေါ့နော် Homelander ဆိုပြီးပြည်သက်တွေကអော်နေတဲ့အတန်ပေါ့နော်အဲ့ဒီဟာကိုပြည်သူရဲ့အချစ်တွေကို तू ကပျောက်သွားမှာ तू အရင်စိုးရိမ်နေပေါ့နော်သူ့မှာဒါပဲကြံတယ်လို့ तू ကစိတ်ထဲမှာကန်စားမိတယ်ပေါ့နော်ပြီးတော့ဒီ shot မှာဆိုလို့ရှိရင်ဒီသတင်းစာရှင်းလင်းပွဲမှာ तू မျက်နှာသေးကြီးနဲ့ပေါ့နော်ပြောသွားတဲ့ပုံစံကိုကဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ season 3မှာမြင်ရမယ့် Homelander ကိုအရေးမြင်ရတယ်ပေါ့နော်ဘာလဲဆိုတော့ season 3မှာမြင်ရတဲ့ Homelander ကပို့ပြီးတော့ရင့်ကျက်သွားမယ် तू လိုချင်တဲ့ဟာကိုပို့ပြီးတော့ focus သွားမယ်ပေါ့နော် my US ဆန္ဒတွေတိတ်မလုပ်တော့ပဲနဲ့ပေါ့နော် तू ကဒီ Batman လိုမျိုးတိုက်ပေါ်ကနေမျိုးဖို့ကိုမိုးကြည့်ပြီးတော့ Queen 2နေတဲ့ scene ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဟာတာကတော့ဟာတာပေါ့ဗျာဒါပေမဲ့အဲ့ဒါကိုကျွန်တော်ဖယ်ပြီးတော့ကျွန်တော်တို့တေချာလေးနည်းနည်းကြည့်မယ်ဆိုလို့ချင်းဗာမြင်ရမလဲဆိုတော့ဗျာ तू လိုချင်တာကဘာလဲဆိုတော့ freedom လိုချင်တာပေါ့နော်ဆိုတော့ season 3မှာသူ့ကိုအနောက်ကနေကင်နာမဲ့ပေါ့နော် Starlight လည်းရှိသွားပြီ Queen Maeve ကလည်းထိန်းချုပ်သွားပြီပေါ့နော်ပြီးတော့ Vogue ကလည်း Homelander ကိုပဲအဓိက icon hero အနေနဲ့သူတို့ထားကြမှာပဲထားတော့မှာပေါ့နော်အဲ့ဒီမှာဘလို့သူ့အစားထိုးဘလို့လာမလဲဆိုလို့ရှိရင်ဗျာကျွန်တော်ထင်တာကတော့ဒီ season 3မှာပါလာမယ်ဆိုတော့ Supernatural ရဲ့ Jason Ackles ရဲ့ပေါ့နော်ဒီ Soldier Boy ပေါ့နော်အဲ့ဒီကောင်လာမယ်ဆိုလို့ရှိရင်သူက Stormfront လိုမျိုးပုံစံမျိုးပဲပေါ့နော်အရင်ဒုတိယကမ္ဘာစစ်မှာနာဇီတွေကိုတိုက်ထုတ်တဲ့အဲ့ဒီတုန်းတည်းကပတ်သက်ခဲ့တဲ့အသက်တော်တော်ကြီးတဲ့ super hero တယောက်အနေနဲ့ပေါ့နော်အခုလိုမျိုး Stormfront ကိစ္စကြောင့်ဘာညာကြောင့်ပေါ့နော် Vodka မျက်နှာအရင်ပြက်ပြီးတော့ဗျာ stock share ဈေးတွေအရင်ဆင်းသွားတဲ့ဟာကိုပြန်ပြီး counter ဖြစ်ဖို့ပေါ့နော်အဲ့လိုမျိုးခန့်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော် Homelander အနေနဲ့တော်တော်လေးကိုခက်ခဲတဲ့နေရာရောက်သွားမှာပေါ့နော်ဆိုတော့ I can do whatever I want ပေါ့နော် तू က Queen 2နဲ့ तू ဇက်ဇက်ပြောနေပေါ့နော်ဆိုတော့ तू ဘာမှမဆိုလုပ်လို့ရတယ်ဆိုတာကလည်းသူ့အတွက် freedom ဆိုတာကပေါ့နော်အခုဆိုလို့ရှိရင် तू ကမရတော့လို့ပေါ့နော်ဒီ FA ကောင်လေးလိုမျိုးမှန်ပြီးပဲထုရတဲ့ဘဝပုံစံမျိုးရောက်သွားတယ်ပေါ့ဗျာဆိုတော့ verdict အနေနဲ့ကျွန်တော်တို့ပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်အနေနဲ့လူချင်တာလေးတွေတော့ရှိပေမဲ့ I can do whatever the fuck I want. I can do whatever the fuck I want.